ဘဝမှာအခက်ခဲတွေပြဿနာတွေကြုံတွေ့ကြရတာဟာသဘာဝတစ်ခုပါနန်းတို့တွေဟာကောင်းသောလောကဓာတ်တွေကိုသာလက်ခံချင်တတ်ကြပြီးအဆိုးလောကဓာတ်တွေနဲ့တွေ့တဲ့အခါမှာပြိုလဲတတ်ကြပါတယ်ကံကောင်းခြင်းတွေထဲမှာကံဆိုးခြင်းတွေရှိသလိုကံဆိုးခြင်းတွေထဲမှာလည်းကံကောင်းခြင်းတွေရှိနေတတ်ပါတယ်အကောင်းနဲ့အဆိုးရှင်တွဲနေတဲ့လောကကြီးမှာအကောင်းတွေကြီးပဲအမြဲလာနေမှာမဟုတ်သလိုအဆိုးတွေကြီးပဲလည်းအမြဲကြုံတွေ့နေရမှာမဟုတ်ပါဘူးလောကဓာတ်တွေကြုံလာတဲ့အခါဘဝကစာမွေးပဲစစ်နေတယ်လို့သဘောထားပြီးတော့အကောင်းဆုံးကြော်ဖြတ်ပါလောကဓာတ်တွေစာမွေးပွဲတွေဆိုတာကြောက်စရာမဟုတ်ပါဘူးနန်းတို့ဟာကြုံလာတဲ့အခက်ခဲတွေပြဿနာတွေကိုအပြေရှားပြီးတင်ယူဖို့လိုတဲ့သင်ခန်းစာတွေကိုတင်ယူတတ်ဖို့ပါတကယ်တော့လောကကြီးဟာကိုယ့်ကိုပိုပြီးတတ်မာတဲ့လူသားတစ်ယောက်ဖြစ်စေချင်တာပါမုံတိုင်းပြီးရင်လေပြေလေညင်းလေးတွေရောက်လာသလိုလောကဓာတ်တွေစာမေးပွဲတွေရဲ့အပြီးမှာနန်းတို့တွေဟာပုံမကောင်းမွန်သောဘဝတွေကိုရရှိလာကြမှာပါအရာအလုံးဟာပိုကောင်းဖို့အတွက်ဖြစ်လာတာပါ